Minasan for Nichiwa အားလုံးပဲမင်္ဂလာပါ Haru Online Japanese Language Class ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားလုံးနဲ့တူတူဆက်ပြီးတော့ N5 grammar ပေါ့နော် lesson 3ကိုဆက်လက်ပြီးတော့သင်ကြားမှာပဲဖြစ်ပါတယ်ဟုတ်ပြီဆိုတော့အရင် lesson တော့ကဘာလေးသင်ခဲ့လဲဆိုရင်ဒီခိုဒီအရင်ဆုံးပေါ့နော်အရင် lesson မှာသင်ခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့ review လုပ်ပေးပါမယ်ခိုဒီကိုနိုဆိုနို sorry ဆိုနိုအာရီအာနိုနောက်တစ်ခါဒါတိုင်းပေါ့နော်ဒါတွေသင်ခဲ့ပါတယ်ဟုတ်ပြီဆိုတော့ဒီတစ်ခေါက်မှာဘာကိုသင်ရမှာလဲဆိုတော့ပေါ့နော်ခုနကဒီခိုဒီကိုနိုဆိုဒီဆိုနိုအာရီအာနိုဒါကြီးကကြတော့ဒီဟာဟိုဟာအဲ့ဒီဟာဒီဟိုဟိုနော်အမျိုးတွေပြောတာโอเคဒါပေမဲ့အခုတင်မှာကြတော့ပေါ့နော် lesson 3ကိုပြန်လိုက်ပြီ lesson 3မှာကြတော့ဒီဘက်ဟိုဘက်ဟိုဘက်နော်ဒီဟိုအဲ့ဒါကိုမှပေါ့နော်အရှိတုန်းကပစ္စည်းတွေရဲ့တည်နေရအောင်သုံးတယ်ဒီတစ်ခါကျနေရတွေရဲ့တည်နေရအောင်သုံးတာဥပမာအရင်တော့ကဆိုရင်ခဲတံဘယ်မှာလဲခဲတံဟိုဘက်မှာပါစာအုပ်ကဒီဘက်မှာပါဒါမျိုးတွေပြောရဲဒီမှာကျတော့ဥပမာအာအိမ်သာကဘယ်ဘက်မှာလဲစူပါမားကတ်ကဘယ်ဘက်မှာလဲဒါပါမတ်စတိုးကဘယ်ဘက်မှာလဲဒါမျိုးတွေကိုပြောမယ်နော်ဒီခါအဲ့ဒီလိုမျိုးအသုံးလုံးလေးကိုသင်ပေးပါမယ်ဟုတ်ပြီဆိုတော့စပြီးတော့ကြည့်လိုက်ကြအောင်ဒီမှာဆိုရင်ပထမစုစုပေါင်းပေါ့နော်စကားလုံးက8 လုံးသင်ရပါမယ်ပထမဆုံး၄လုံးကိုအရင်ဆုံးသွားပေးပါမယ်ဟုတ်ပြီဆိုတော့ဒီမှာကြည့်မယ်ခိုခိုဆိုခိုအဆိုခိုဒိုခိုနော်ဒါမှရှိရယ်ဟုတ်ပြီဆိုတော့ဒါလေးတွေဒီလေးလုံးအရင်ပြောမယ်ခိုခိုဆိုတာကတော့ဒီနေရာနော်ဒီနေရာဒီမှာဒါကိုပြောရဖြစ်ပါတယ်နော်ဒီနေရာဒီမှာဒီနေရာဒီမှာနော်သူကကြတော့ဒီစကားspeaker နဲ့နီးကပ်တဲ့နေရာကိုညွှန်ပြရဲစကားလုံးဖြစ်တယ်ဟုတ်ပြီဆိုတော့နောက်တစ်ခုကြည့်မယ်စုခိုကကြတော့အဲ့ဒီနေရာအဲ့ဒီမှာသူကကြတော့ဒီ listener ပေါ့နော်နားထောင်တဲ့သူနဲ့နီးတဲ့နေရာမှာညွှန်ပြရဲစကားဖြစ်ညွှန်ပြရဲအသုံးလုံးဖြစ်တယ်ဆိုဟုတ်ပြီအာဆိုကိုကကြတော့2 ယောက်လုံးနဲ့ဝေးတဲ့နေရာမှာဝေးတဲ့နေရာကိုညွှန်ပြရဲစကားလုံးဖြစ်တယ်ခုနကကြတော့ listener နဲ့နီးကပ်ရှိတဲ့နေရာကိုညွှန်ပြရဲစကားဖြစ်တယ်ဒုက္ခကကြတော့ तू ကအမေးစကားလုံးပေါ့နော်ဘယ်နေရာဘယ်မှာဘာမျိုးဖြစ်ပါတယ်ဟုတ်ပြီစက်တမကြည့်မယ်နော်ဟုတ်ပြီခိုခိုဆိုရင် speaker နဲ့နီးမယ်ဆိုကိုဆိုရင် listener နဲ့နီးမယ်အာဆိုကိုဆိုရင်နေရာလုံးနဲ့ဝေးမယ်ဒုက္ခဆိုရင်မေးတဲ့နေရာမှာအသုံးပြုတယ်ဟုတ်ပြီဆိုတော့ဆက်ပြီးတော့ပေါ့နော် example လေးနဲ့ရှင်းသွားအောင်ကြည့်လိုက်မယ်နော်အာဆိုကိုရှင်းပါမယ်ဟုတ်ပြီဥပမာကိုကြည့်မယ်ခိုခိုか、学校です。ここは学校です。ဒီနေရာကသင်တန်းကျောင်းပါဟုတ်ပြီကြည့်မယ်ဆိုတော့ခိုခိုဆိုတာကဒီနေရာဝကဒီနေရာကတော့သင်တန်းကျောင်းမှာဒီမှာဆိုရင်ပေါ့နော်ခိုကခိုးဝလို့မရှိဘူးเนาะဒီနေရာသင်တန်းကျောင်းလို့မရှိဘူးပေါ့နော်သူကဒီနေရာလို့ပြောတာဖြစ်တဲ့အတွက်သူ့နောက်မှာနောင်းလိုက်စရာမလိုဘူးခြေကိုခိုးရင်းနဲ့တူတယ်ပေါ့နော်အာဒီခိုနိုဆိုရင်နောက်ကနေဒီမှာနောင်တစ်ခုလိုက်ရတယ်ဒါပေမဲ့ဒီခိုးရီဆိုရင်တော့နောင်လိုက်စရာမလိုဘူးအဲ့ဒါကြောင့်မလို့ခိုမှာလေသူကခိုရီလိုပဲနောင်မလိုက်ဘူးလေရပေါ့နော်ဝါလေးတစ်လုံးခံလေခိုဝါကခိုး this ဒီနေရာကတင်နန်းချောင်းမှာဒီနေရာလို့ပြောရတာနဲ့တည်သွားပြီဒီနေရာတင်နန်းချောင်းကတင်နန်းချောင်းမှာဘယ်သူမှမပြောဘူးเนาะပြီးခိုဝါကခိုး this ခိုဝါကခိုး this ဒီနေရာတင်နန်းချောင်းမှာဒီနေရာတင်နန်းချောင်းကိုမပြောဘူးပေါ့နော်ပြောဖြစ်ပါတယ်ဟုတ်ပြီဆိုတော့တစ်ခုကြည့်မယ်ခိုဝါအဲ့ဒီ this အဲ့နေရာကဘူတာဒီမှာနော်စာကြောင်းကြီးကနည်းနည်း error ဖြစ်နေလို့မြန်မာမရှိဘူးเนาะဒီချက်ပြောနေတာထားမယ်ဆိုခိုကEkidis အဲ့ဒါကဘူတာပါအဲ့ဒါကဘူတာပါပေါ့နော်ဟုတ်ပြီအဲ့တော့ပြောရင်ဆိုခိုဆိုတာကကိုယ်နဲ့ဝေးတဲ့နေရာနားထောင်သူနဲ့နီးတဲ့နေရာမှာပေါင်းတယ်ဆိုခိုက Ekidis အဲ့နေရာကဘူတာဖြစ်ပါတယ်ဟုတ်ပြီဆိုအာဆိုခိုနဲ့တုံးတင်မယ်အာဆိုခိုကအာဆိုခိုဆိုတာကဒီမှာဆိုရင်ပေါ့နော်ဟိုးနေရာလေးပြောတာဒီခုနကအဲ့ဒီနေရာနဲ့ကြာမတူပါလို့မတူရဲဆိုတော့အဲ့ဒီနေရာဆိုတာကတက်ကြောင်းနဲ့ listener နဲ့ပဲအလံတယောက်နဲ့ပဲအလံဝေးတာအာဆိုဖို့ဆိုတာကြတော့2 ယောက်လုံးနဲ့အရေး sorry ဝေးသွားပြီပေါ့နော်ဒါမျိုးဆိုရင်အာဆိုဖို့ကို
သုံးတာပဲဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ကြည့်မယ်အာဇုတ်ခိုကတိုဆော့ကန်ဒက်စ်ဟိုနေရာကစာကြည့်လိုက်ပါအာဇုတ်ခိုဟိုနေရာဝကဟိုနေရာကတိုဆော့ကန်စာကြည့်လိုက်ပါဟိုနေရာကစာကြည့်လိုက်ပါဒါမျိုးပြောဖြစ်ပါတယ်ဟုတ်ပြီဆိုတော့နောက်တစ်ခါအင်တာကပေါ့နော်အင်တာကပြင်မှာလဲလို့မြင်ချင်း twilight ကပြင်မှာလဲတက်စင်ကန်ပြင်မှာလဲဒါမျိုးမေ့ကျင်နေပေါ့နော်အောက်ကမြန်မာ era တကယ်ဖြစ်တဲ့အတွက်တချင်ပြောပဲနှောင်းပြပါဟုတ်ပြီဆိုတော့ပြောကြည့်မယ်အိမ်အားတန့်စင်ကန် twilight ကိုတိုးရတယ်လို့ခေါ်ပါတယ်တိုးရတယ်ဒီမှာကျတော့ဒုက္ခကအရင်မလာဘူးဘာကြောင့်လဲဆိုတော့တန့်စင်ကန်အဲ့ဒါ twilight ကဘယ်မှာလဲလို့မေးချင်တာဖြစ်တဲ့အတွက်တိုးရတယ်ကအရင်လာတယ်တိုးရတယ်ဝဒုက္ခですかအမျိုးမိပါတယ်နော် that's လို့ that's နောက်မှာခါဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမီးစာကြောင့်မလို့ပါဒါမှမဟုတ်နော်ဟုတ်ပြီဆိုတော့ဆက်ပြီးတော့သွားကြည့်ကြပါမယ်ဆိုတော့ဒါကတော့အဲ့ဒီလေးလုံးမှာဟုတ်ပြီဒီမှာရှိမယ်နော်ဒီမှာဆိုရင်နတန်ထောက်ကမြန်မာလိုပြီးထားပါနော်ဒါကိုမသိသေးဘူးဆိုတော့လိုက်ကြည့်လို့ရတယ်ဒါပေမဲ့ဒါလေးတွေကတော့တကယ်တည်းအလိုရနေရမှာပေါ့နော်ဟုတ်ပြီဆိုတော့ရှင်းတော့ရှင်းပြပေးပါမယ်ဒီမှာဆိုရင်ခုတ်ချီတာဟုတ်ပြီဆိုတော့ခုနကခိုးခိုးဆိုခိုးအဆိုခိုးတို့ခိုးပြီးသွားပြီဟုတ်ပြီနောက်တစ်ခါခုတ်ချီတာဆိုချီတာအချီတာတို့ချီတာဒါတွေကိုသင်ပေးမယ်နော်ဟုတ်ပြီဆိုတော့ခိုးချီတာဆိုချီတာအချီတာတို့ချီတာဒါတွေကဘာကိုပြောချင်တာလဲဟမ်ပြပေးပါမယ်အဲ့ဒါကခုနကလိုပဲဒီနေရာဟိုနေရာအဲ့ဒီနေရာဟိုဒီနေရာအဲ့ဒီနေရာဟိုနေရာဘယ်နေရာတူပဲဒါပေမဲ့ခိုချီတာဆွချီတာအချီတာဒုချီတာကခုနကဘာတွေထပ်ပို့ပြီးတော့ရင်ကြီးတယ်နော်ပို့လိုက်ဖောင်ဖြစ်သွားတယ်ခုနကဒီခိုခိုရဲ့ပို့လိုက်ဖောင်อ่ะဆိုရင်ခိုချီတာဆုတ်ကိုရဲ့ပို့လိုက်ဖောင်อ่ะဆိုရင်ဆုတ်ချီတာအာအဆုတ်ကိုရဲ့ပို့လိုက်ဖောင်อ่ะဆိုရင်sorry နော်ခဏလေး အချီတာနောက်တစ်ခါဒုက္ခရဲ့ပို့လိုက်ဖောင်အောင်ဆိုရင်ဒုချီရာဖြစ်သွားမယ်ပေါ့နော်အဲတော့ဒီဘက်အဲဘက်ဟိုဘက်ဘယ်ဘက်အဲလိုဖြစ်ပါတယ်ခုနကမှလည်းကိုဆိုကိုအဆိုကိုဒုက္ခနော်အခုကကျတော့ခိုချီတာဆိုချီတာအချီတာဒုချီတာဒါမို့ပြောရင်ကျေးသွားတယ်အသုံးလုံးလေးပါပဲဟုတ်ပြီခိုချီတာကိုတစ်ခုချင်းစီပြန်ရှင်းပြမယ်နော်ခိုချီတာဆိုတာကတော့ဒီဘက်အထိပ္ပယ်ရပါတယ်စကားပြောတဲ့သူဘက်ကိုညွှန်းတယ်နောက်တစ်ခါခိုထက်ပို့ပြီးတော့ဒီပင်မန်းတောင်းတဲ့စကားဆိုတဲ့နေရာမှာပေါ့နော်ဒီမှာဆိုရင်ပို့ပြီးတော့ယဉ်ကျေးရေပေါ့နော်အဲ့လိုမျိုးလေးလေးနက်နက်သုံးရတယ်ပြပြမမသုံးနေဆိုတာအဲ့လိုပြောချင်တာပေါ့နော်လူတအူနောက်တစ်ခါဥတီယာအနည်းလည်းသုံးနိုင်ပါတယ်ဒါဆိုချီယာဇာတော့သူကဒီစကားနားထောင်တူတဲ့ဘက်ကိုညှိုးနေပေါ့နော်ဆိုဖို့ထက်ပို့ပြီးတော့ပင်မဆိုတာသုံးတဲ့စကားပေါ့နော်ပို့ပြီးတော့အဲ့ဒါရုပ်ပြောနေရရင်ကိုကလေးလေးနက်နက်လို့ခံစားရတယ်ဒါကိုပြောချင်တာဖြစ်ပါတယ်နော်ဟုတ်ပြီဆိုတော့အချီတာနဲ့ဒုရှိတာလည်းအဲ့လိုပါပဲပြီးတော့အရှိရဒီဟာတွေဒါသိမယ်ဆိုရင်ဒါတွေကအကုန်သိရပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ဒီလေရုံနဲ့ပတ်သက်ပြီးတော့ example လေးကြည့်ကြည့်အောင်こちらは私の先生です。ဒီဘက်ကကျွန်တော်ဆရာပါこちらは私の先生です。ဒီဘက်ကကျွန်တော်ဆရာပါこちらは私の先生です。ဒီဘက်ကကျွန်တော်ဆရာပါတခုစိတ်ပြောပြမယ်နော်こちらဒီဘက်はこちらはကျွန်တော်ရဲ့先生ですဆရာနော်こちらは私の先生です。トイレはそちらです。ဒီတက်ဆင်ခံတွိုင်းလက်နောက်တစ်ခါအိမ်သားပေါ့နော်ဒါတွေကဒီဟိုဘက်မှာပါလို့သူကပြောချင်တယ်နော်ဟုတ်ပြီအဲ့ဆိုရင်တစ်ခုသွားကြည့်မယ်学校はあちらです。学校はあちらです。学校はあちらです。အဲ့ဒီဘက်မှာသင်တန်းကျောင်းရှိပါတယ်။နောက်က先生はどちらですかဆရာဘယ်မှာပါလဲเนาะ။ဟုတ်ပြီဒီနေရာမှာတစ်ခုပြပြမယ်เนาะ။ဟုတ်ပြီဆိုတော့ဒီလိုမျိုးလောက်တဲ့ခါမှာနှစ်မျိုးသုံးလို့ရတယ်။တစ်မျိုးကကြတော့ကိုချီရာဆိုချီရာအချီရာဒါတွေအရင်လာတာကိုသုံးလို့ရတယ်။ဥပမာအရင်ဆုံးကိုကထားပါတော့ဒီဟာတစ်ခုလာခြင်းနေဆိုရင်ဒီမှာကိုချီရာထားပါတော့ကိုချီရာဝ私の先生です。ဒီဘက်ကကျွန်တော်ရဲ့ဆရာဖြစ်ပါတယ်။အဲ့ဆိုရင်ဒီဘက်ကကျွန်တော်ရဲ့ဆရာ။ဟုတ်ပြီအဲ့တော့ပြောင်းပြန်ပြန်ပြောခြင်းနဲ့私の先生はこちらです。ကျွန်တော်ဆရာကဒီဘက်မှာပါ။ဒါဆိုလည်းအတူတူပဲကိုပါကိုကြိုက်တယ်လို့ sentence ကိုအဲ့လိုပြောင်းပြီးတော့သုံးလို့ရတယ်နော်ဟုတ်ပြီအဲ့ဆိုရင်တော့ကြည့်ဆက်ပြောကြည့်ကြပါမယ်ဟုတ်ပြီ insert site ကိုရပြီပေါ့နော်ဒါကတော့အာကိုဆိုကို
ဆိုခိုးနောက်တစ်ခါဒုက္ခရဲ့ exercise လေးတွေပါတူတူဖြစ်ကြည့်ရအောင်ပေါ့နော်ကခိုးဝqualities ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့ထည့်လို့ရတယ်ဘာဖြစ်ခြင်းလဲပဲနော်ကို this ကိုနဲ့တော့ရသွားမယ်နော်ဟာတိုးရဝこちらです。ဒီဘက်မှာပါလို့လည်းရရပါတော့။ここですလည်းရရနော်။私の家はここです。ဒါတွေကအကုန်ကိုစိုက်တာဖြည့်လို့ရပါတယ်။ဖြည့်ကြည့်ကြပါပေါ့နော်။ဒါပေမဲ့ဒီဟာလေးကိုတော့ပြန်ပြီးတော့ဖတ်ဖို့လိုရမယ်။ဟုတ်ပြီနောက်တစ်ခုသွားကြည့်မယ်။ဒါလေးကနည်းနည်းအရေးကြီးတယ်နော်။ဆိုတော့ဒါလေးကိုတစ်ခုချင်းစီပြန်ပြီးတော့ရှင်းပြပေးပါမယ်။ဆိုတော့ဒီမှာအကြောင်းရှိတယ်။ဒီမှာကိုဘယ်လိုပြောလဲ။ココココは学校です。ဒီမှာအကြောင်းရှိတယ်။တန့်စင်ခန်းကဘယ်မှာလဲ။トイレはどこですかဟိုမှာစာကြည့်ရရှိတယ်။နော်ဟိုမှာဟုတ်ပြီဟိုမှာကိုဘယ်လိုပြောလဲမှန်ပါတယ်အာဇိုကိုပေါ့နော်အာဇိုကိုကအာဇိုကိုကသူရှော့ခန်တဲ့ဟိုမှာစာကြည့်ရရှိတယ်တင်းဘက်မှာဆရာရှိတယ်တင်းဘက်မှာဆရာရှိတယ်တင်းဘက်မှာဆိုဘယ်လိုဖြစ်သွားမလဲစဉ်းစားကြည့်မယ်ကိုချီကဆိုရင်ကိုနဲ့ညစ်ဖြစ်တော့ကိုပဲဖြစ်သွားမယ်တင်းဘက်ဆိုတော့ပြောရတဲ့သူနဲ့ဝေသွားပြီး listen နဲ့နီးသွားပြီးနေရာလုံးနဲ့အဆင်ပြေသွားပြီဆိုရင်အဲ့မှာဟုတ်တယ်စုတ်ကိုတယ်မယ်နော်စုတ်ကိုက sunset this တင်းမမဆရာရှိတယ်အဲ့ဒီမှာစားတော့ဆိုင်ရှိရပေါ့နော်ဒါတွေကတော့ပြန်ခဲ့ရပြီးပြန်ကြည့်လို့ရပါတယ်ဒီမှာ exercise လေးအပို့ထည့်ပေးထားပါတယ်ဟုတ်ပြီဆိုတော့ဒါလေးကိုလည်းဖြည့်ကြည့်လိုက်မယ်နော်こちらそちらあちらどちらဟုတ်ပြီလေးလုံးနဲ့ပေါ့နော်ဖြည့်ကြည့်ပါမယ်私のお家はကျွန်တော်ရဲ့အိမ်က qualities ပေါ့နော်ဒီဘာဖြစ်ကိုကြိုက်တာတစ်ခုခုထည့်လို့ရတယ်ကိုကဒီမှာခိုချီကဒီဘက်မှာထည့်မလားဆိုချီကအဲ့ဒီဘာမှာထည့်မလားအချီကဟိုဘက်မှာထည့်မလားဒိုချီကတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒါမှကြည့်မယ်ဟုတ်ပြီဒီမှာဆိုရင်စန်းစေးနောဥချီဝခါလေးပါနေဖြစ်တော့ဘာဖြစ်မလဲဟုတ်တယ်ဒိုချီတာနော်ဒိုချီတာですかすみませんတစ်စိလောက်ပါအဲခီဝဒိုချီတာですかဘူတာဘက်မှာပါလေတခါဒီမှာဆိုရင်こちらは田中さんですဒီဘက်ကတော့田中さんဖြစ်ပါတယ်အတေအရိုင်ဝこちらですပေါ့နော်အတေအရိုင်ဒီဘက်မှာရှိပါတယ်နောက်တစ်ခါဆိုရင်ဥပမာလူပုဂ္ဂိုလ်လည်းပြောလို့ရတယ်နော်နေရာရင်မဟုတ်လူပုဂ္ဂိုလ်လည်းပြောလို့ရ။ဥပမာဒီနေရာမှာထားတော့ Sakura wa blended ဆိုရင် Sakura ဒီဘက်မှာပါဆိုရင် Sakura wa こちらですဒါမျိုးလေးပြောလို့ရတယ်ပေါ့နော်။နှစ်မျိုးတောင်းလို့ရပါတယ်။ပါပြီဆိုတော့ခုနက exercise ပါခွေထားကိုလည်းဆက်ပြောပြပြမယ်နော်။ဒီဘက်ကစီရပါဆိုဘယ်လိုပြောမလဲ။こちらは先生です။ဟိုဘက်မှာအကြောင်းရှိတယ်။そこは学校です。တွိုင်းလက်ဒီဘက်မှာရှိတယ်တိုရီဒေဝကိုချီရာဒစ်ဆရာဘက်မှာလည်းဆန်ဆေးဝဒိုချီရာဒစ်ခါတင်ဘက်ကတနာခဆန်လာဆိုတော့ဟမ်そちらは田中さんですかနော်ဒါမျိုးမိပါတယ်ဒုက္ခနဲ့မမေးတော့ဘူးပေါ့နော်ဒီလူပုဂ္ဂိုလ်ဖြစ်တာအတွက်ကြောင့်မလို့田中さんですか田中さんですかလို့မျိုးပြောပါတယ်ဒါလေးကိုသိချင်လေ lesson 1မှာတွေ့ကြည့်လို့ရတယ်အဲ့ဘက်မှာဆိုရင်မေခွန်းဆိုဘယ်လိုပြောင်းရမလဲ negative ဆိုဘယ်လိုပြောင်းရမလဲ positive ဆိုဘယ်လိုရေးရမလဲဆိုတာအသေးစိတ်ရှင်းပြထားတယ်အဲ့ဒါပြီးရင်သွားကြည့်ပါအဲ့ဆိုရင်သိပါလိမ့်မယ်ပြီးတော့ဒါကတော့ exercise တွေပါဖြစ်ပါအာဆိုဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါမယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဒီလိုမျိုးပေါ့နော်အမြဲတမ်းသင်ခန်းစာဗီဒီယိုတွေကိုသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Haro Online Japanese Language Class channel လေးကို subscribe လေးပြီးလုပ်ပြီးထားဖို့ဖြစ်ချင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။နောက်ထပ်ဗီဒီယိုလေးကလည်း grammar lesson လေးဖြစ်ပါအောင်မယ်။ကဲပါဒါဆိုရင်တော့さよならありがとうございます。